ကျွန်တော်တို့ CNF policy မှာရှိပါတယ်ကျွန်တော်တို့ဘယ်မြို့ကိုပဲတိမ်တိမ်ကျွန်တော်တို့အဲ့ဒီမြို့ကိုအပိုင်စီးချင်လို့ကျွန်တော်တို့တိမ်တာမဟုတ်ပါဘူးစကားကင်းစင်ဖို့ရန်အတွက်ကျွန်တော်တို့ချင်းပြည်မှာရှိတဲ့ကျွန်တော်မိဘပြည်သူလူထုကိုကာကွယ်ခြင်းလို့ကျွန်တော်တို့ကတိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်ဘယ်မြို့ကိုပဲတိမ်တိမ်ပြည်သူအုပ်ချုပ်ရေးကအဲ့ဒီမြို့မှာနေထိုင်တဲ့ပြည်သူလူထုကပဲပြည်သူအုပ်ချုပ်ရေးကိုပေါ်ဆောင်သွားမှာဖြစ်ပါတယ်စကားကင်းစင်သွားရင်လဲကျွန်တော်တို့ချင်းပြည်နယ်မှာစကားတွေပြန်မတက်လာနိုင်အောင်လုံခြုံရေးကာကွယ်ရေးကိုတာဝန်ယူသွားဖို့ပဲရှိတယ်ဆိုတာကိုပြောကြားချင်တယ်ပြီးတော့ comment ထဲမှာ CNA တွေဘာလုပ်နေတယ်လဲဆိုရင်မှခဏရေးလာတာတွေရှိတယ် CNA ဘာလုပ်နေတယ်လဲမေးတဲ့သူတွေကိုကျွန်တော်ပြန်ပြီးမှမေးချင်ပါတယ်ခမည်းကတော့ချင်းပြည်အတွက်ဒီတော်လိုင်းရဲ့အတွက်ဘာတွေလုပ်ပေးတယ်လဲဆိုတော့ကိုပြန်အရင်မေးပါ CNF ကသူလှုပ်เสียရှိတာကိုသူလှုပ်နေပါတယ်လှုပ်သွားပါမယ်ကျွန်တော်တို့ကချင်းမျိုးသားရေးအတွက်ချင်းတော်လိုင်းရဲ့အတွက်ဘာတွေပေးဆက်နိုင်တယ်လဲဘာတွေလှုပ်ပေးတယ်လဲကိုဒီအချိန်မှာပြန်မေးဖို့ကျွန်တော်မေးခွန်းပြန်ထုတ်ချင်ပါတယ်တောက်တနေရနေမှာကျွန်တော်တို့အုတ်တချတဲတဲ့ဘွဲပါဝင်ဖို့ရန်အတွက်အင်မတန်မှအရေးကြီးတဲ့အချိန်ဖြစ်ပါတယ်ပြီးတော့ပလင်းဝအရေးနဲ့ပတ်သက်ပြီးမှကျွန်တော်ထပ်ပြီးမှကျွန်တော်အနေနဲ့ဖြစ်ဆွဲပြောချချင်တာကပလင်းဝမြို့နယ်ဟာကျွန်တော်ချင်းလူမျိုးတွေအတွက်အတဲနှလုံးဖြစ်ပါတယ်ကျွန်တော်ပလင်းဝမြို့နယ်ဟာကျွန်တော်တို့ချင်းပြည်နယ်မှာတခုတည်းသောပင်လယ်ထွက်ပေါက်ရှိတဲ့မြို့နယ်ဖြစ်ပါတယ်ချင်းပြည်နယ်မှာလူဦးရေအများဆုံးနေထိုင်တဲ့မြို့နယ်လည်းဖြစ်ပါတယ်ကျွန်တော်တို့ຫນွေဦးတော်လှန်ရေးမှာအများဆုံးပူပေါင်းပါဝင်တဲ့တော်လှန်ရေးမြို့ချစ်ရဲဘော်တွေဟာပလက်ဝဒေသနယ်မှာပါဝင်လာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ပလက်ဝရဲ့အရေးဟာကျွန်တော်တို့ချင်းတမျိုးသားလုံးရဲ့အရေးဖြစ်ပါတယ်ကျွန်တော်တို့စကားကင်းစင်လို့ကျွန်တော်တို့တော်လှန်ရေးပြီးမြောက်သွားသည့်တိုင်အောင်ပလက်ဝအရေးနဲ့ပတ်သက်ပြီးမှနိုင်ငံရဲ့အရာကျွန်တော်တို့စပွဲပေါ်မှာ ACC နဲ့ကျွန်တော်တို့ရဲ့အိမ်နီးချင်းကောင်းပီတာစွာနဲ့ကျွန်တော်တို့ဆွေးနွေးအဖြေရှာပြီးမှ ACC နဲ့ကျွန်တော်တို့ဖြည့်ရှင်းနိုင်ဖို့ရန်အတွက်အင်မတန်မှအရေးကြီးပါတယ်ချင်းတမျိုးသားလုံးမှာတာဝန်ရှိတယ်ဆိုတဲ့အကြောင်းပလက်ဝအရေးနဲ့ပတ်သက်ပြီးမှကျွန်တော်ထပ်မံပြီးမှပြောကြားလိုတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့အခုအမေရိကန်မှာရှိတဲ့အသင်းတော်ပေါင်းမြောက်များစွာပူးပေါင်းပြီးမှ CPRI ဆိုပြီးမှ Chin Peace Reconciliation Initiative ဆိုပြီးမှသူတို့တည်ထောင်ထားကြပါတယ် CBC USA CBA NA အပါအဝင်ကျွန်တော်တို့ဒီမတူလောက်သူဇုံမီပါတာကိုင်းပေါင်းစုံတော်တော်များများပါဝင်ကြပါတယ်အဲ့ဒီအဖွဲ့မှာပါဝင်ကြတဲ့ကျွန်တော်တို့ရဲ့တင်းဥဆရာကြီးတွေတကယ်လို့ကျွန်တော်တို့ချင်းပြည်ကိုတကယ်ငြိမ်းချမ်းစေချင်တယ်ပူပေါင်းဆောင်ရွက်ခြင်းစေချင်တဲ့စံတရှိတယ်ဆိုရင်ဒီအမေရိကမှာတင်ကျွန်တော်တို့ငြိမ်းချမ်းရေးစကားပြောနေုံနဲ့မပြီးပါဘူးအဲ့ဒီထဲနေမှာတကယ် feel ကိုတွားပြီးမှနှစ်ဖက်ရဲ့အခြေအနေမြေပြင်ရဲ့အခြေအနေကိုတွားရောက်ပြီးမှတွေ့ဆုံဆွေးနွေးပြီးမှဒါကောင်စလင်းပေးတင်လဲပေးတဲ့တွားပေးကြအဲ့လိုပုံစံမျိုးနဲ့ CPRI အဖွဲ့ကိုလည်းကျွန်တော်အနေနဲ့အနုညက်တောင်းပန်လိုတယ်မြေပြင်မှာဖြစ်နေတဲ့အရာတွေဟာ online မှာကြားနေရတဲ့အရာထက်ကိုယ်တိုင်တွားရောက်ပြီးမှတွားရောက်စုံစမ်းတွေ့ဆုံမေးမြန်းနေဆိုရင်ပို့ပြီးမှမြေပြင်ကဖြစ်နေတဲ့အရာတွေကိုကိုယ်တိုင်တွားသိတယ်ဆိုရင်တော့အဖြေရှားတာလည်းပို့ပြီးမှလွယ်ကူလိုက်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မျှော်လင့်တယ်သူတို့ကြိုးလဲစူးစမ်းနေတယ်ဆိုတာကိုကျွန်တော်ကြားသိရတယ်ဝင်းလဲဝင်းသွားတယ်ကျွန်တော် CPRI ရဲ့ဥဆောင်မှုဖြင့်ကျွန်တော်တို့ချင်းမျိုးသားပြန်လဲတင့်မြတ်ရေးပြန်လဲပူပေါင်းရေးကိုအောင်မြင်နိုင်မယ်လို့လည်းကျွန်တော်အနေနဲ့ယုံကြည်မျှော်လင့်တယ်အောင်မြင်နိုင်ဖို့ရန်အတွက်လည်းကျွန်တော်ချင်းတမျိုးသားလုံးမှာစုတောင်းခြင်းအပြင်ကျွန်တော်တို့ပူပေါင်းပါဝင်ပေးဖို့ရန်အတွက်ဒီကနေ့ညမှာကျွန်တော်အနေနဲ့အနုညွတ်တောင်းဆိုလိုတယ်အဲကြောင့်ကျွန်တော်တို့ချင်းလူမျိုးတွေဟာကျွန်တော်တို့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့တွေးခွဲလို့မရဘူးခွဲခြားလို့မရဘူးကျွန်တော်ကညီကိုမောင်နှမရင်းချတွေဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့အမိချင်းပြည်ကြီးကိုပြန်လဲတိဆောက်ဖို့ရန်အတွက်ပူပေါင်းဆောင်ရွက်ခြင်းအားဖြင့်ကျွန်တော်တို့လက်တွဲသွားမှသာလျှင်ကျွန်တော်မိဘပြည်သူတွေလိုချင်တဲ့လူပေါင်းတဲ့ကြီးကိုကျွန်တော်တိဆောက်နိုင်မယ်တိဆောက်နိုင်မှာဖြစ်ပါတယ်ဆိုတော့ကိုကျွန်တော်အနေငယ်ဖြစ်စပြီးမှပြောကြားခြင်းနဲ့